Princess Diary ကနေကြိုဆိုပါတယ်။ JBO သွားတဲ့အခါမှာ staycation တက်ရင် hotel ခန်းနေမှာပဲတင်းနေတော့မဲ့လား။ကို့အိမ်မှာပဲအေးအေးဆေးဆေးအိမ်ပြန်ရောက်လာတဲ့ vibe မျိုးလေးနဲ့မတဲချင်ဘူးလား။အဲ့လိုဆိုရင်တော့အခုလိုမျိုး rented apartment လေးတွေမှာငှားပြီးတဲဖို့အကြံပေးချင်ပါတယ်။ဒါလေးက2ယောက်ခန့် rented apartment လေးပါ။ဒီခန်းမှာဆိုရင်2ယောက်အိတ်ကတင်ပါတဲ့ bedroom လေးပါမယ်။တစ်ဆက်ထဲမှာပဲ living room လေးပါမယ် living room မှာအေးဆေးဆေး Netflix လေးကြည့်ရင် chill လို့ရတယ်နောက်ပြီးတော့ walk-in shower လေးလည်းပါပါတယ်နောက်ထပ် apartment ဆိုတဲ့အတိုင်းပဲ kitchen ပါပါတယ် kitchen မှာအိုးခွက်ရောက်ပကံစွန်းဓာအစုံပါတယ်စေးတိုက်ချက်စားလို့ရတယ်ရေခဲသစ်တာရော washing machine ရောပါပါတယ်အဲ့တော့ကိုယ့်အိမ်ကိုယ့်ယာမှာနေသလိုပဲအေးအေးဆေးဆေးနေလို့ရတယ်နောက်ထပ်တစ်ခုကတော့အရန်လာတဲ့ balcony view လေးပါတာပါသူကကိုတဲတဲ့အခန်းရဲ့ဘယ်ဘက်မျက်နှာလှည့်လဲပုံမူတည်ပြီးတော့ view လေးတွေရှိမယ်ဒီခန်းကနေကြည့်မယ်ဆိုရင်တော့ကိုလန်ချက်ပွိုင်းဘက်ကိုနှမ်းမြင်ရတဲ့ view လေးဖြစ်ပါတယ်သူကညနေဘက် sunset ဆိုရင်လည်းအရန်လာပါတယ်ဒီခန်းကတော့ Twin Tower Residence ကအခန်းပေါ့နော်အဲ့နားမှာ Capri တို့တခြားအခန်းတွေလည်းရှိတယ်ကိုကြိုက်တဲ့ tower မှာရွေးပြီးတော့ resident ပုံစံမျိုးတည်လို့ရတယ်ကိုကအထက်မြင့်ကြိုက်တယ်ဆိုရင်အထက်မြင့် view နဲ့ request လုပ်လို့ရတယ် booking တင်တဲ့အချိန်ကျရင် booking က trip.com တို့ booking.com တို့ကနေပြီးတော့နှမ်းတင်လို့ရတယ်ပေါ့နော်အခန်းလေးကတန်တန်ရှင်းရှင်းတသက်ရရနဲ့ကြည်ကြဲဝန်းဝန်းလေးလည်းရှိတယ်စိတ်အေးလက်အေးနာလို့ရပါတယ်ဒါလေးကတော့ရေချိုးခန်းအင်တာပေါ့နော် walk-in shower ရော toilet ရောတခါရဲအပီးစီထည့်ပေးထားတယ်အေးစစ်စစ်နဲ့အရန်ပတ်သားရရလေးရှိတယ်ဒီခန်းတွေက hotel မဟုတ်တဲ့အတွက်ကြောင့်မို့လို့ room service တွေဘာတွေမရှိပါဘူးပြီးတော့ check in check out ကောင်းတာတွေလည်းမရှိဘူးကိုက check in check out ကို online WhatsApp ကနေပြီးတော့ပဲလုပ်ရတယ်သူတို့ကအခန်းတော်တွေဘာတွေကိုကြတော့ post box လေးတွေထဲမှာထည့်ပေးထားတယ် booking confirm ဖြစ်တဲ့အချိန်ကျရင်သူတို့တခါတည်းတော့ထုတ်ရမယ့် procedure လေးတွေကို step by step email ရနေပြီးတော့ရော WhatsApp ကနေပြီးတော့ရောပို့ပေးပါတယ်ကိုကအဲ့ဒီ procedure ကိုလိုက်နာပြီးတော့ထုတ်ရုံပဲပြီးတော့ကိုအခန်းတကားရဲ့ဖွင့်လိုက်ပြီးဝင်လိုက်ပြီးဆိုလို့ချင်း check out ဖြစ်ပါ check in ဖြစ်ပါပြီဆိုပြီးတော့လည်းအကြောင်းကြားပေးရတယ်ပေါ့နော်အခုကမျိုးဆောင်တီတီရှူပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ကြည့်ကြမယ်နော် Thank you bye bye